ဒီနေ့ကတော့စပြည့်သွားစားမှာဖြစ်ပါတယ်ဘန်ကောက်မြို့ပေါ်မှာရှာရှာပပစပြည့်ဆိုင်လေးတစ်ဆိုင်ရှိပါတယ်ရချာတီဗီမှာရှိတဲ့3 star ဆိုတဲ့မြကြီးနားစားတောက်ဆိုင်လေးပါရှင်မင်းညူးတွေကတော့အစုံပဲထိုင်းစာမဟုတ်ပဲနဲ့ကိုယ့်ရဲ့ local စာလေးတွေကိုစားချင်တဲ့သူတွေစမ်းကြည့်လို့ရပါတယ်စီးနှုံးလေးတွေကလည်းမဆိုးဘူးလို့ပြောရမယ်စားချင်တာတွေကတော့စုံပဲဒါပေမဲ့ဒီနေ့ကတော့စပြည့်နဲ့ချာရှန်ခောက်ဆွဲလေးစားမှာပေါ့နော်ပါပြီစပြည့်လေးစားပါတော့မယ်ဒါပါစံတူဖူတုတ်လားစံတူဖူတုတ်ပါစားပါတော့မယ်စံတူဖူရဲ့အာလူမာလာရဲ့စပြည့်ရဲ့ဒီဘက်ကကျတော့ရှန်ကောက်ဆွဲဘယ်လိုကနေသားလေးရနိုင်တယ်အပြောင်းနဲ့တော့ဟောင်းနဲ့နေအလိုလေးတုတ်ပြတာကောင်းတယ်စပါတော့မယ်စပါတော့မရှိ